ကြားတာတော့ဝမ်းပြက်ဝမ်းလျှော့ဝမ်းပြက်ဝမ်းလျှော့ဝမ်းပြက်ဝမ်းလျှော့ပြင်းထန်အမြင်ရှိလားကြောက်ဖို့ကောင်းလားကူးဆက်နိုင်လားဒါပေါ်ဘလို့လုံးကြမလဲဘလို့လုံးကြမလဲဘလို့လုံးကြမလဲကောက်ွယ်အဲ့နေဦးအဲ့ဒီဝမ်းယောဂဖြစ်ပွားစေတဲ့ပိုးတွေကဘယ်မနဲ့တော့ယောဂဖြစ်သူကဆုံးပြလိုက်တယ်မစင်မပါတယ်မတန်ရှင်းတဲ့ရေနဲ့ဆဆများတဲ့နေထိုင်ပါတယ်ခဏကိုတွင်မှာရေနဲ့တစားများလင်းမြန်စွာဆုံးရှုံးသွားဒီတခန်းချောင်းပြီးချိန်မီစိတ်ကူတာမှုမခံယူနိုင်ရဲ့အသက်အန္တရာယ်ဆိုရင်ရပြီသွားပြီဝမ်းပြက်ဝမ်းလျှော့မပေါ်စနဲ့ကောက်ွယ်အမြင်ရှိလားကြောက်ဖို့ကောင်းလားကူးဆက်နိုင်လားဒါပေါ်ဘလို့လုံးကြမလဲဘလို့လုံးကြမလဲကောက်ွယ်အဲ့နေဦးငါတို့ကဘလို့ကောက်ွယ်ကြမှာတော့ရေကိုကြိုချက်တော့ကလိုရင်းစိတ်ခတ်တော့အစားစာရရင်မနာဘူးအုပ်ပါအုပ်ဆောင်နဲ့တစ်ချက်လောက်ပူနေနေစားပါမစားကစနေတကြတော့လက်စေးပါတက်ပြလေးနဲ့တိတ်ချတန်ရှင်းနဲ့ရင်နဲ့ကွာအိမ်သာတက်ပြီးလဲစိတ်မမင်းနဲ့ကွာနောက်ပြီးတော့ရင်လုံးအိမ်သာနဲ့စကြမစင်စွန်ချက်မပြောရွှင်စွာနဲ့တို့ဝမ်းယောဂကောက်ွယ်စေတော့ဝမ်းလျှော့ရင်တစားရတော့အချိန်မစေကူတာမှုခံယူရင်နဲ့ bounce one more time ဝမ်းပြက်ဝမ်းလျှော့ပြင်းထန်အမြင်ရှိလားကြောက်ဖို့ကောင်းလားကူးဆက်နိုင်လားဒါပေါ်ဘလို့လုံးကြမလဲကောက်ွယ် okay အားလုံးစင်ပြေသွားပြီပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဝမ်းပြက်ဝမ်းလျှော့ယောဂဟာအခုဆိုရင်ရာသီဥတုအချိန်အခါမျိုးဖြစ်တတ်တဲ့ယောဂဖြစ်တဲ့အတွက်မိဘပြည်သူများအနေနဲ့ပို့ပြီးတော့ဂရုစိုက်တင်ပါတယ်ဟုတ်ပါတယ်ခင်ဗျာအဲ့လိုဝမ်းပြက်ဝမ်းလျှော့ယောဂမဖြစ်ရလေဩအခုပြောပြမယ့်အချက်ကလေးတွေကိုကျွန်တော်တို့နဲ့အတူလိုက်နာကျင့်သုံးကြရအောင်လားခင်ဗျာကဲအဲ့တော့ဝမ်းပြက်ဝမ်းလျှော့ယောဂဟာမတန့်ရှင်းတဲ့ရေတို့မတန့်ရှင်းတဲ့အစားအစာတို့ရင်သားစာတွေဟုတ်တယ်ဗျာပြီးတော့တောရွာနဲ့လူနေထူထပ်တဲ့နေရာတွေမှာဆိုရင်အခုချိန်ထိရှင်လုံးအိမ်သားကိုစနစ်တကျမသုံးဆွဲရကြောင်းဝမ်းပြက်ဝမ်းလျှော့ယောဂဖြစ်နေတာဖြစ်ပါတယ်တချို့နေရာတွေမှာဆိုရင်ကလေးလေးတွေကမမေဣပါခြင်းနဲ့ဆိုပြီးတော့တခါတည်းတောက်နဲ့တန့်ပြေးတာဗျာအိမ်သားဟုတ်မဟုတ်ဘူးနော်ကျုံတဲ့နေရာမှာသူတို့ကကာယမလို့အဲ့တော့ကမိဘတွေကအဲ့လိုမျိုးအခြေအနေမျိုးဆိုရင်ကလေးလေးတွေကိုစနစ်တရနဲ့အိမ်သားတက်တက်အောင်နားဝင်အောင်သင်ပေးရမယ်ဒါမှသာလေဝမ်းပြက်ဝမ်းလျှော့ယောဂမဖြစ်ပေါ်မှာဖြစ်ပါလေ။ဒါဆိုရင်အိမ်သားပေါ်မှာအီးပါတန်ဝမ်းပြက်ဝမ်းလျှော့ယောဂမဖြစ်တော့ဘူးပေါ့။ဟာဒီလိုလည်းဘယ်ဟုတ်မလဲ။ဆောက်ထားတဲ့အိမ်သားလည်းစနစ်တကျဆောက်ထားတဲ့ရင်လိုအိမ်သားဖြစ်ရ။ပြီးတော့ဒီကလေးတွေကအိမ်သားတက်ပြီးလက်ကိုလည်းဆက်ပြန်နဲ့တေချာဆင်ကြအောင်ဆေးတတ်ရမယ်။ဟုတ်တယ်။လက်ဆေးတဲ့အခါမှာလည်းအရေးကြီးတယ်ဗျ။လက်ဆေးတဲ့အခါမှာလည်းလက်ကိုဒီတိုင်းရေနဲ့ဆေးချလိုက်တာတို့ဇလုံးထဲမှာနှစ်ဆေးတာတို့ဆိုရင်ဒါလက်ကိုရေနူးတယ်လို့ပဲဖြစ်နေမှာနော်။လက်ပေါ်မှာရှိတဲ့ယောဂဘိုးတွေကိုဆေးချမနေဘူး။ဒါကြောင့်မလို့အစားအစာစားတဲ့အခါမှာလည်းလက်ကိုဆက်ပြာနဲ့တေချာဆေးတတ်ဖို့လိုပါတယ်။ဒါမှကလေးလေးတွေကနေကြီးတဲ့အခါမှာအသိပညာတွေရသွားမှာဖြစ်ပါတယ်။နောက်တစ်ခုရှိသေးတယ်။ကလေးပူစီညောင်းတောင်တေးသေးလေးတွေရဲ့အီးဆိုရင်လေကျုံနေနေမှာပြစ်တာအဲ့လိုလည်းမလုပ်အောင်အိမ်သားလေးကိုပြည့်ရမယ်နော်။ဘာလို့လဲဆိုတော့တချို့တွေကအခုအချိန်ထိကိုကလေးအီးမှာယောဂဘိုးမရှိဘူးလို့တွေးနေကြလို့ပါဟုတ်ပါတယ်ခင်ဗျာပြီးတော့ရှိသေးတယ်ရှိပြန်ပြီလားရှိတာပေါ့အမိုက်လေအမိုက်ရှိသေးတာဒီအမိုက်ကလည်းပဲဝမ်းပြက်ဝမ်းလျှော့ယောဂကိုဖြစ်စေတာပဲဟုတ်တယ်အဲ့တော့အမိုက်ကိုပြစ်စလက်ကမပြစ်ဖဲနဲ့ပုံးလေးနဲ့တေချာထည့်ပြီးတော့အဖုံးလေးနဲ့ဖုံးထားဖို့လိုပါတယ်ဟုတ်ပါတယ်ပြီးတော့အရှိမှန်နဲ့ဒီဘုံထားလို့မရဘူးဟုတ်တယ်နောက်ဖေးကအမိုက်တွေကိုလည်းပဲအဲ့လိုပဲဘုံလေးနဲ့အဖုံးလုံးပိတ်ပြီးထားဖို့လိုပါတယ်ခင်ဗျာအဓိကတော့ရင်ပေါ့ဗျာအဲ့ဒီရင်ကဗျာဒီအမိုက်တွေစီမှာနာပြီးတော့ကလေးအီးတွေမှာနာပြီးတော့အစားအစာတွေကိုအုပ်ဆောင်နဲ့အုပ်မထားတော့အဲ့ဒီအစားအစာတွေမှာထက်နာဒါဆိုရင်ဝမ်းပြက်ဝမ်းလျှော့ယောဂဖြစ်ပေါ်ဖို့အတွက်ဒါဖိတ်ခေါ်တယ်လို့ဖြစ်နေတာပေါ့ဗျာမိမိတို့မိသားစုကျန်းမာရေးအတွက်တေးချစွာလိုက်နာကျင့်သုံးကြဖို့ပြောချင်ပါတယ်ခင်ဗျာကြံသေးတယ်ကြံ့မြန်ပြီလားကြံ့နာပေါ့ရေးလေသူကတော့ကန်ရီပဲတောက်တယ်ချောင်းရီပဲတောက်တယ်တွေးရီပဲတောက်တယ်ဘယ်ရီပဲတောက်ကျမ်းမာရေးနဲ့မကြည့်နိုင်ဘူးကျမ်းမာရေးရှုထောင့်ကြည့်မဟုတ်ဘူးဗျာမဟုတ်ဘူးဗျာအဲ့တော့တောက်ခြင်းတဲ့ရေကိုတောက်ပါကြိုချက်ပြီးတောက်ဖို့လိုအပ်ပါတယ်ဒါမှသာလျှင်ဝမ်းပြက်ဝမ်းလျှော့ယောဂမဖြစ်ပွားမှာဖြစ်ပါတယ်ကဲဒီနေ့စကားဝိုင်းလေးရဆိုရင်တော့ဖြင့်ဝမ်းပြက်ဝမ်းလျှော့ယောဂမဖြစ်ပွားကြစေဖို့အတွက်လိုက်နာရမယ့်အကြောင်းအရာလေးကိုပြောပြပေးတဲ့စကားဝိုင်းလေးဖြစ်ပါတယ်ဒါကြောင့်ပြည်သက်များအနေနဲ့ဝမ်းပြက်ဝမ်းလျှော့ယောဂမဖြစ်ပွားစေဖို့အတွက်ကို
တေချာစွာလိုက်နာကျင့်သုံးပေးကြပါခင်ဗျာကဲဝမ်းပြဝမ်းလျှောယောဂမဖြစ်စေဘူး မိမိကစ ကြိုတင်ကာကွယ်စို့ဩကြံသေးတယ် ကျွန်တော်ပါဘူး